Mitsubishi Forbidden truck ပေါ့နော် truck ကိုဒါဟိုခေါက်ကျော်လုပ်တဲ့ကားမို့ Forbidden ဒီကောင်လေးဒီစာပတ်တန်ကိုဒီတိုင်းဟိုပေါ့နော်ဒီတိုင်းတက်ပေါ်တော့ပေါ်တန်လဲရများတယ်ဗျာဟိုခေါက်ကျွန်တော်တဲတော့ဒါတွေပါလဲရဟိုတော့အဲ့ကားမို့လားနာတစ်စီးအခုကျွန်တော်လဲမှာဒီကောင်ဒီကောင် EG ကကူလာပေါ့နော်အင်းနဲ့အထွက်တဲ့အငွေ့ပေါ့နော်အငွေ့ကိုကူလာနဲ့ဒီရေလိုင်းနဲ့ပေါ့နော်ရေလိုင်းနဲ့ဒီအေးခံပြီးတော့ဟိုကလုံးမှာအင်းနဲ့ပြန်ထည့်ပြီးတော့အဲ့ system ကဒီဇယ်က Forbidden Mitsubishi ကန်တာ Forbidden တော့ဟောင်းတော့ကျွန်တော်ဖြုတ်ရသေးတယ်လေဒါအစ်ပါဒါကကျွန်တော် EG ကပါဖြုတ်ပြနေတာပေါ့နော်သူကဒီအင်ဂျင်ကအေဇောထွက်တဲ့အင်ဂျင်နဲ့ထွက်တဲ့အငွေ့ကိုအေးခံပြီးတော့သူကဒီပိုက်လိုင်းတွေနဲ့အေးခံပြီးတော့သူကဒီအေဇောဆိုအင်လက်ကနေပြောင်းလာတယ်အင်တာကူလာတော့မဖြတ်ခိုင်းဘူးအင်တာကူလာပြောင်းခိုင်းပြီးအေဇောလေးတန်ထည့်ဒါကလေသူကအမြဲတမ်းထည့်ပြီးတော့မဟုတ်ဘူးသူကအင်ဂျင်ကလိုတဲ့ချိန်ညမှာထည့်ပြီးတော့ဒီကောင်ဒီကနေပြီးဆူလိုလိုက်နဲ့လုပ်တယ်အကြီးကပါသူတတ်မှတ်ထားတဲ့ဟာရှိတယ်နော်တတ်မှတ်ထားတဲ့အပူချိန်အင်ဂျင်ပူချိန်နဲ့အဲ့လိုမျိုးသူလိုတဲ့အမှတ်ကိုအင်ဂျင်ပါဝါဆွတ်တင်ပြီးတော့ကျွန်တော်ဒီကောင်ကဆက်တဲ့ဖြုတ်လိုက်ရတယ်ဒီကောင်ဟိုဆိုဟိုဖြစ်လို့ကောင်ဖြုတ်တော့နောက်ဝင်တဲ့ခါကျတော့ပြီးအခုဒီကောင်ကိုဒီမှာတက်မယ်ပါကင်အတင်းနဲ့တက်မယ်ကတ်စကအတင်းနဲ့တက်မယ်ပြီးလဲလက်စားနဲ့ကြောတာ air flow sensor အတင်းပေါ့နော်ဒီဟာ air flow sensor ကလဲမယ်ဟာဒါကအတင်းဒီကောင် Forbidden ပြဿနာဒီငုတ်လေးတွေအရန်ပူပြီးကျိုးတာများတယ်ဒီငုတ်တွေဇုံလိုက်လာတာများတယ်ဇုံလိုက်ပေါ့နော်အဲ့တုံးလာတယ်အဲ့ငုတ်တွေပူပြီးကျိုးတာများကျွန်တော်လဲဘူးလေတစ်ခေါက်ပြီးတော့ဒီတန့်လည်းပြတ်တာများတယ်ဟုတ်ဒါဆိုဒါကျွန်တော်ဒီမှာလဲရတာမဟုတ်ဒါတခြားဘေးဟောမျိုးလဲပြီးတော့ဒါတွေ့ရတဲ့အနေထားပေါ့နော် Forbidden ရဲ့အားနည်းချက်တွေအားလေးလည်းပြန်လာပါကျေးဇူးတင်ပါတယ် bye bye